ဆက်ပြလေးစရာ ဆက်ပြတော့ငါသိတာပေါ့ကွာဘာလို့တည်းဒီမှာတတိတလုံးလုံးလာထားတယ်ဒီတိုင်းတိုင်းတခါတည်းကုံအောင်ပေါ့ အေးသုံးပါလေးစရာသုံးဖို့လေ သုံးတာငါသိတယ်ဒါတော့တဝက်ခွဲလိုက်တယ်ကွာဒီမှာကြီးရုပ်တာတဝက်ခွဲလိုက်ခွဲရတဝက်ကိုမင်းစက်ကူနဲ့တေးရှာထုတ်တယ်ပြီးတိန်းတာကျန်တဲ့တဝက်ကိုဒီမှာပြန်လာတာနော်အဲ့တဝက်ကိုတလားသုံးရမှာရက်ဆွဲပါတေးရှာမှတ်လာတယ်ဒီမှာကတ်ထားဖို့ဟုတ်ကဲ့ဆရာဟုတ် မင်းဒီမှာအကြီးဆုံးနော်မင်းကလေးကိုပြောထားတယ်ကွာအဲ့ဒီအရာစငါလိုက်ပြောတယ်မကောင်းဘူးကွာမင်းတို့ကလည်းငါလောက်ကတော့မဟုတ်တော့ဘူး ကျွန်တော်ပြောပါမယ်ဆရာတဝက်ဝယ်ရရက်ဆွဲရောရေးခဲ့အောင် ရက်ဆွဲပါတခါရေးလိုက် ဟုတ်ကဲ့ဆရာ စိတ်နဲ့ပုံစံတဲ့ဟာဈေးရပါလား54သိန်းညားပါဗောဈေးလေးပါလေနည်းနည်းပါရှော့အောင်လေအဲ့လိုဆိုတော့စိတ်ဝင်စားပါတယ်ပစ္စည်းကောင်းလို့ရှင်တော့ယူဖြစ်မယ်လေလာပြလိုက်ဟုတ်ပြီလားဟုတ်ပြီညိုရေညိုလာစားမှာဩဒါလေးဘာဖြစ်တာလဲဒါဘာလုပ်တာလဲမသိဘူးလေမမမင်းကပဲအစ်စ်တွေထုတ်ထားတာဟမ်ဒါဟိုဥကောက်စီတဲ့ချက်ပဲဖြစ်ရမယ်တော်အဲ့ဒါငါမမြင်ချင်းသိမ်းခွက်လိုက်အောင်လုံးပေါက်ဆက်မှာပစ္စည်းအကုန်တက်ထုတ်ဟုတ်ကဲ့မမလေးဟဲ့နေကောင်မလေးတွေဘာရဲ့တင်ကြပြောထားအောင်လေအဲ့ဒါမြင်လို့ရှိရင်တခါလေးသိမ်းလို့ဟုတ်ကဲ့မမပြောထားပါမမတော်ယူရခဲ့